မင်္ဂလာပါဆိုတော့ဒီကနေ့ဗီဒီယိုကတော့ကျွန်တော်တို့ဒီ Grand Diamond ကနေအပတ်စဉ်တင်ဆက်လာတဲ့ Visit Diamond Shake Series ရဲ့နောက်ဆုံးဗီဒီယိုပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အရှိမဆိုလို့ရှိရင်စိတ်ဆိုတာကျွန်တော်ဝယ်ယူတဲ့ခါမှာအဝိုင်းပုံစံအပြင်မှာတခြားသောမတူညီတဲ့သွေးကွက်တွေအများကြီးရှိပါတယ်ဆိုတော့အဲ့သွေးကွက်တွေကဘယ်လိုပုံစံမျိုးရှိသလဲကျွန်တော်ဝယ်ယူတဲ့ခါမှာဘယ်လိုမျိုးသတိထားစရာလေးရှိရဆိုတဲ့အကြောင်းကိုကျွန်တော်အများကြီးပြောခဲ့ပြီးသားဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့ကအဲ့ဒီမတူညီတဲ့သွေးကွက်တွေကိုဝယ်ယူတဲ့ခါမှာကျွန်တော်ဘယ်လိုမျိုးထိမ့်သိမ့်ရမလဲကျွန်တော်ဘယ်လိုအရာမျိုးတွေကိုယူဆရမလဲဘယ်လိုအရာမျိုးတွေမဖြစ်ရရှောင်ကျဉ်ရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်ဒီဗီဒီယိုထဲမှာပြပြပေးသွားမှာဖြစ်ပါတယ်။ Okay ဆိုတော့ကျွန်တော်တို့ကစိန်ကိုယတနာတစ်ခုအနေနဲ့ဝိသင်တဲ့အခါမှာဘယ်လိုမျိုးထိမ့်သိမ့်ရမလဲဘယ်လိုမျိုးယူဆရမလဲလို့ပြောလို့ရှိရင်တော်တော်များများကပြောစရာရှိပါတယ်။စိန်ဆိုတာအမှားကျော်ဆုံးကြောက်မြတ်ပဲလေဘာဖြစ်လို့အဲ့လောက်ထိအသေးစိတ်လက်ပြီးတော့ယူဆိုင်နေရမှာလဲလို့မေးစရာရှိပါတယ်။ဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့စိန်ဆိုတာအမှားကျော်ဆုံးကြောက်မြတ်တာဆိုတဲ့အခုလိုမျိုးပေါ့နော်အခုလိုဒီလိုခုံနေအမြင့်လောက်ကနေစိန်ကပြုတ်ကြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အောက်မှာသာတန်ပန်တလင်းသာဖြစ်နေမယ်ဆိုလို့ရှိရင်အဲ့ဒီစိန်ကကွဲပါတယ်ဆိုတော့ကျွန်တော်တို့ကစိန်ကအမှားကျော်ဆုံးကြောက်မြတ်တာဆိုတဲ့သူ့မှာလဲကွဲနိုင်တဲ့နေရာအင်အားနေတဲ့နေရာကွဲအင်လို့ခေါ်တာပေါ့ဗျာဆိုတော့အဲ့လိုနေရာမျိုးတွေရှိပါတယ်ဆိုတော့ကိုကထိခိုက်မိလို့ပြုတ်ချမိလို့အဲ့လိုနေရာမျိုးတွေတွားပြီးတော့ထိခိုက်မယ်ဆိုလို့ရှိရင်စိန်ကကွဲသွားတတ်ပါတယ်ကျွန်တော်မြင်သာဥပမာပေးမယ်ဆိုလို့ရှိရင်ဥပမာဒီလိုစာအုပ်အထူမျိုးပေါ့ဗျာဆိုတော့ဒီလိုစာအုပ်အထူကိုကျွန်တော်တို့ကအပေါက်ဖောက်မယ်ဆိုလို့ရှိရင်ဒီလိုအလဲလိုနေရာမျိုးကသာဖောက်မယ်ဆိုလို့ရှိရင်တော်တော်လေးဖောက်ရခဲ့မှာပေါ့ဗျာအဲ့လိုမျိုးနဲ့ဘေးလိုနေရာမျိုးကသာကျွန်တော်တို့ဖောက်မယ်ဆိုလို့ရှိရင်အလွယ်တကူဖောက်လို့ရတယ်ပေါ့ဗျာဆိုတော့ဒီလိုသဘောပြင်ပါပဲစိန်မှာလည်းအဲ့လိုမျိုးအင်အားနေတဲ့နေရာကွဲနေတဲ့နေရာတွေဆိုတာရှိပါတယ်နောက်ပြီးတော့ကျွန်တော်တို့စိန်ကသူ့တဘာဝအတိုင်းသာမာတာပေါ့ဗျာကျွန်တော်စိန်ကိုကြည့်လိုက်တာနဲ့ကိုလှနေစေဖို့တစ်ဖက်ပြက်နဲ့နေဖို့ဆိုတာစိန်ကိုသွေးရတယ်နောက်သွေးပြလို့ရှိရင်အပေါ်ကနေ polish တင်ရတယ်ကုတ်တင်အုပ်ရတယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့ကထိမ့်သိမ့်နေဆိုတဲ့နေရာမှာအဲ့ဒီသွေးထားတဲ့သွေးကွက်တွေဟန်မပြတ်သွားစေဖို့သွေးကွက်တင်မပြတ်သွားစေဖို့နောက်ပြီးတော့ polish မြော့သွားစေဖို့စသဖြင့်ထိမ့်သိမ့်ရတာဖြစ်ပါတယ် okay ဆိုတော့ကျွန်တော် brown billion cat ကတော့ကျွန်တော်တခြားသောသွေးကွက်တွေနဲ့ရှင်းမယ်ဆိုလို့ရှိရင်တော်တော်လေး durable ဖြစ်တဲ့သွေးကွက်တစ်ခုလို့ပြောလို့ရပါတယ်ဆိုတော့သူ့ရဲ့သွေးကွက်ပုံစံကြောင့်လည်းဖြစ်မှာပေါ့ဗျာဆိုလိုတာကကျွန်တော်တခြားသောသွေးကွက်တွေနဲ့ရှင်းမယ်ဆိုလို့ရှိရင်အလွယ်တကူမထိခိုက်နိုင်တဲ့သွေးကွက်မျိုးပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့အဲ့လိုဆိုတော့ညာလဲချစ်မိတာမျိုးထိခိုက်မိတာမျိုးဆိုတဲ့အခြေအနေတော့ကျွန်တော်တို့ဆင်ခြင်ရမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့စိန်ကိုတခုခုပေတာပဲဖြစ်ဖြစ်လက်စီပေသွားပဲဖြစ်ဖြစ်နီးစက်ရအဝတ်တစ်ခုနဲ့တုပ်လိုက်တာမျိုးလက်နဲ့တုပ်လိုက်တာမျိုးတော့မလုပ်တာတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဆိုတော့ကျွန်တော်တို့ကစိန်ဆိုလို့ရှိရင်တီးတန့်ပေါ့နော်စိန်ကိုတုပ်တဲ့စိန်တုပ်ဝတ်တစ်ခုကိုမထားဘူးဆိုရင်တော့မှကျွန်တော်တို့မျက်မှန်တုပ်တဲ့အဝတ်လောက်နဲ့စိန်ကိုပုံမှန်လေးတုပ်ပေးမယ်ဆိုလို့ရှိရင်တော့တော်တော်လေးအဆင်ပြေတဲ့အခြေအနေဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ elongated shape ရှည်လျက်မြောက် shape တွေပေါ့ဗျာဆိုတော့အဲ့တဲမှာဆိုလို့ရှိရင် overcut တွေပါမယ်နောက် marquee တွေပါမယ်PR shape တွေပါမယ်အဲ့လိုသွေးကွက်တွေကကျွန်တော်အထက်ကတ်တဲ့နေရာမှာထိတ်ချုံးလိုနေရာမျိုးကနေမဟုတ်ဘဲနဲ့တခြားသောနေရာမျိုးမှာစုံကုတ်ထားရမယ်ဆိုလို့ရှိရင်အဲ့ထိတ်ချုံးလိုနေရာမျိုးကအလွယ်တကူကွဲနိုင်တဲ့နေရာတွေဖြစ်ပါတယ်အင်အားနေတဲ့နေရာတွေပေါ့ဗျာဆိုလိုတာကကျွန်တော်တို့ဝင်းပြုတ်နေတခုနဲ့တိုက်မိမယ်ဆိုလို့ရှိရင်ဒါပေါ်တစ်ခါလေးမှာကိုဝစ်ထားတဲ့အင်ဂျင်တွေပဲချိတ်မိတာမျိုးချိတ်မိတာမျိုးဖြစ်တတ်တယ်ဗျာအဲ့လိုချိန်နေမျိုးဆိုလို့ရှိရင်ကွဲသွားနိုင်လို့ထိနူးညံ့တဲ့နေရာမျိုးတွေဖြစ်ပါတယ်ဆိုတော့အဲ့လိုချိန်မျိုးတော့ယူဆိုင်မှာပေါ့ဗျာဆိုတော့နောက်တစ်ခုကျွန်တော်တို့ emerald cut လိုမျိုးမျက်နှာပြင်ကျဲတဲ့ step cut တွေခေါ်တာပါဗျာ step cut သွေးကွက်တွေဝတ်မယ်ဆိုလို့ရှိရင်သူကမျက်နှာပြင်ကျဲတဲ့အတွက်ကြောင့်အလွယ်တကူညစ်ပတ်စေတယ်ပေါ့ဗျာလက်စီတွေပါလေကိုပြိနေနေဆိုတဲ့သဘောမှရှိပါဆိုတော့ကိုကအဲ့လိုမျိုးသွေးကွက်တွေဝတ်မယ်ဆိုလို့ရှိရင်တော့စနကပြောသလိုမျိုးနူးညံ့တဲ့အဝတ်စားလေးတစ်ခုစောင်းနာပြီးတော့ပုံမှန်လေးတုပ်ပေးမယ်ဆိုလို့ရှိရင်တော့24 hour အမြဲတမ်းလှနေမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ generative တစ်ခုအနေနဲ့ကျွန်တော်တို့ကလက်ဝဲကျန်တာတွေအားလုံးကိုလက်ဝဲကျန်တာထည့်တဲ့ပိုးသားလိုနူးညံ့တဲ့ပိတ်စလေးတွေပါဝင်တဲ့ဘူးလေးနဲ့တိမ့်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်နောက်ပြီးတော့ကျွန်တော်တို့6လတစ်ခါဒါမှမဟုတ်တစ်နှစ်တစ်ခါကိုဝယ်ခဲ့တဲ့ကိုလက်ဝဲကျန်တာဝယ်ခဲ့တဲ့ဆိုင်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့နေဆက်ရဆိုင်မှာ jewelry cleaning လုပ်မယ်ဆိုလို့ရှိရင်တော့အမြဲတမ်းလှပပြီးတော့ကြည့်လိုက်တဲ့လူတွေလိုချင်စရာကောင်းတဲ့ရတနာတစ်ခုအမြဲတမ်းဖြစ်နေပါ Okayကျွန်တော် series တစ်လျှောက်လုံးဗီဒီယိုတင်နေမြအများလိုက်ကြည့်တာလူတူတယောက်စင်တိုင်းကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်အားလုံးလှပပြီးတော့တန်ဖိုးနဲ့ထိုက်တဲ့ရတနာလူတိုင်းပိုင်ဆိုင်နေကြပါစေကျွန်တော်ကမြန်မာနိုင်ငံပထမဆုံးစိတ်အသိပညာမျှဝေပေးတဲ့ Grand Diamond မြန်မာမှာကိုရဲရင်ပါ For those who want more